ဟာလေလုယာကျမတို့ဒီနေရာမှာဖခင်ရဲ့မျက်မှောက်တော်ထဲမှာအတူတကွချီးမွမ်းကိုးကွယ်ခွင့်ရတဲ့အချိန်ခါအခွင့်အခါကိုပြင်ဆင်ပေးတဲ့ဖခင်ရဲ့နာမတော်ကိုဥစွာချီးမွမ်းပါတယ်ကျမတို့ခုချိန်မှာနေ့ရက်စဉ်တိုင်းမှာကျမတို့ရဲ့အသက်တာထဲမှာပေါ့နော်အမြဲတမ်းကောင်းမြတ်နေတဲ့ဖခင်လမ်းမရှိတဲ့တောရက်မှာလမ်းကိုပြင်ဆင်ပေးတဲ့ဖခင်အမြဲတမ်းကောင်းမြတ်လွန်းနေတဲ့ဖခင်အရာခတ်သိမ်းကိုတတ်နိုင်လို့နဲ့ဖခင်ရဲ့မြတ်တာတော်ဖခင်ရဲ့နာမတော်ကိုအတူတကွအာရပါရချီးမွမ်းကိုးကွယ်ကြရအောင်မ
ခင်ရဲ့နာမတော်ကိုအတူတကွထပ်ပြီးတော့ချီးမွမ်းကိုးကွယ်ကြရအောင် ကျေးဇူးတင်တဲ့အဖဒီနေရာမှာကိုရောကိုသဘောတူညီဆိုရကိုရဲ့သားသမီးများကိုရောကိုကိုွယ်ကြတဲ့အခါမှာကိုရောရဲ့မျက်မှောက်တော်ဒီသားသမီးတို့နဲ့အတူပါရှိကြောင်းကိုမြင်တွေ့ခံစားစီတော့ကြောင်းလည်းကိုရောကိုကျေးဇူးတင်ပါတယ်ချိန်နာရီတီးတီးကိုရောလည်းဝယ်တော့ပြန်လဲပေးအပ်လဲဘုန်းကြီးချင်းကိုပြုချစ်အလုံးစုံကိုရောကိုပြန်လဲပေးအပ်လဲယေရှုနာမဖြင့်ဆုတောင်းစကားနိုင်ကြပါ၏အာမင်ရှေး
စွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဘုရားသခင်ရဲ့ပို့ဆောင်ခြင်းအဖြစ်ဒီကနေ့ online မှာပြန်လည်တွေ့ဆုံရတဲ့ချိန်တိုင်းကိုပြင်ဆင်ပေးတဲ့ဘုရားရဲ့ကျေးဇူးတော်ကိုအထူးပဲချီးမွမ်းပါတယ်ဒီကနေ့မှာ online မှာရှိတဲ့မိတ်ဆွေတွေကိုအကြောင်းအရာလေးတစ်ခုအားဖြင့်လူတစ်ယောက်ရဲ့အသက်တာအားဖြင့်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်အားဖြင့်အနေငယ်ဝေမျှလိုတာဖြစ်တယ်ဒီကနေ့ဝေမျှလိုတဲ့အကြောင်းအရာကတော့ဘာနဘတ်ရဲ့အသက်တာဖြစ်ပါတယ်ဒီထဲကနေကျွန်တော်တို့ဘာတွေသင်ခန်းစာယူပြီးတော့မှဘလို့ဒီခွန်အားယူမလဲဆိုတဲ့အရာကိုကျွန်တော်နှုတ်ကပတ်တော်ထဲမှာလေ့လာရင်းနဲ့တူတကွခွန်အားယူဖို့ရန်အတွက်ဖြစ်ပါတယ်ဘာနဘတ်ကဘာတူလဲဘာနဘတ်ကသူ့ရဲ့နာမည်ရဲ့အဓိပ္ပာယ်ကဘလို့ခေါ်တယ်လဲဆိုတဲ့အရာလေးကိုအရင်ဦးဆုံးပြောပြချင်တာဖြစ်တယ်ဘာနဘတ်ရဲ့နာမည်ရဲ့အဓိပ္ပာယ်ကတတ်တာစေခြင်းအားပေးခြင်းရဲ့သားဆိုပြီးတော့မှခေါ်တာဖြစ်တယ်သူ့ရဲ့နာမည်အရင်းကတော့ယောသေဖြစ်တယ်သူကကုပရုပြည်လေဝိလူသားတယောက်ဖြစ်တယ်ပြောမှသူ့ရဲ့တတ်တာကပေတရုတို့ယောဟန်တို့အမှုတော်လုပ်ငန်းထဲမှာအဦးဆုံးဖော်ပြခံရတဲ့သူဖြစ်တယ်သူ့ရဲ့အကြောင်းကိုကြည့်မယ်ဆိုလို့ရှိရင်တမန်တော်ဝိတ္ထုအခန်းကြီး၄အငယ်36ကနေ39မှာတွေ့မြင်ရတာဖြစ်တယ်ယောသေအမည်ရှိ၍တတ်တာစေခြင်းဤသားဟုဆိုလိုသောဘာနဘအမည်တစ်ကိုတမန်တော်တို့သမုတ်ချင်းအားဖြင့်ရသောကုပရုပြည်သားလေဝိလူတစ်ယောက်သည်မိမိပိုင်သောမြေကိုရောင်းပြီးလျှင်ရသောငွေကိုယူဆောင်ခဲ့၍တမန်တော်တို့၏ချိန်ရင်၌ထားလေ၏ဘာနဘစာသူ့မှာရှိတဲ့ဒီစုကျေးဇူးတွေကြောင့်ပဲလူအများကိုဖျားသခင်ထံကိုဆွဲခေါ်နိုင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်တတ်တာချင်းကိုဘယ်လိုမျိုးအဓိပ္ပာယ်ခေါ်ဆိုနိုင်တယ်လဲဆိုလို့ရှိရင်တော့နှစ်သိမ့်ခြင်းအားပေးခြင်းချမ်းသာစေခြင်းဖြည့်သိမ့်ခြင်းစသည်ဖြင့်လည်းခေါ်နိုင်တယ်ဘာနဘရဲ့နာမည်ရဲ့အဓိပ္ပာယ်ကတတ်တာချင်းရဲ့သားလို့အမည်ခေါ်ဆိုနိုင်တာဖြစ်တယ်တတ်တာချင်းရဲ့သားလို့ဆိုရ၌ဖျားသခင်ရဲ့သားလို့လည်းခေါ်နိုင်တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဖျားသခင်ကတတ်တာချင်းရဲ့အရင်းမြစ်အရှင်သခင်ဖြစ်ပါတယ်ယေရှုခရစ်တော်ကတာနေတတ်တာချင်းရဲ့အရှင်ဖြစ်ပါတယ်ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး1အငယ်3မှာဆိုလို့ရှိရင်တနာချင်းဂိူနာ၏အဖာတတ်တာချင်းအမျိုးမျိုးတို့၏အရှင်ဒီဟုသောငါတို့သခင်ယေရှုခရစ်၏ခမည်းတော်ဖျားသခင်သည်မင်္ဂလာရှိတော်မူစေတည်းထိုနည်းတူပဲဖျားသခင်ကကျွန်တော်တို့ယုံကြည်သူအားလုံးကိုဘာနဘတ်ကဲ့သို့သူတစ်ပါးကိုတတ်တာစေသောသူတွေဖြစ်စေခြင်းတာဖြစ်တယ်ဘာနဘတ်ရဲ့တတ်တာထဲမှာကျွန်တော်ခွန်အားယူဖို့ရန်အတွက်အချက်ကလေးတွေကျွန်တော်ယူဆောင်လာပါတယ်ဒီထဲကနေပြောမှအတူတကွခွန်အားယူဖို့ရန်အတွက်အားလုံးကိုဖိတ်ခေါ်ခြင်းပါတယ်နံပါတ်1တစ်ချက်အနေနဲ့တော့ဘာနဘတ်ရဲ့တတ်တာကသူတစ်ပါးကိုတတ်တာစေတဲ့သူဖြစ်တယ်တတ်တာစေခြင်းရဲ့သားလို့ခေါ်တဲ့ဘာနဘတ်ရဲ့အမိကိုတမန်တော်တွေကပေးခဲ့တာဖြစ်တယ်ဘာကြောင့်လဲဆိုတော့ဘာနဘတ်သူပိုင်တဲ့မြေကွက်တွေကိုရောင်းပြီးတော့မှရတဲ့ငွေကိုတမန်တော်စီကိုယူလာပေးတယ်တမန်တော်တွေကဒီငွေတွေကိုလိုအပ်နေတဲ့စင်ရဲသားတွေမုတ်ဆိုးမတွေထံကိုဝေမျှပေးကမ်းခဲ့တာဖြစ်တယ်ကျွန်တော်ရဲ့တက်တာထဲမှာလိုအပ်ချက်တွေရှိနေတဲ့အခါမှာလိုအပ်နေတဲ့သူတွေစီကိုတစုံတစ်ယောက်ကလာပြီးသူတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးတဲ့အခါမှာအင်မတန်မှနှစ်သိမ့်တက်တာချင်းကိုဖြစ်စေတာဖြစ်တယ်အဲကြောင့်မို့လို့ဘာနဘတ်တက်တာချင်းရဲ့သားတို့ခေါ်ဝေါ်ခြင်းကိုခံခဲ့ရတာဖြစ်တယ်သူတစ်ပါးတွေဝမ်းနဲ့ပူဆွေးနေတဲ့အခါမှာကျွန်တော်တို့တွေကသူတစ်ပါးရဲ့တက်တာမှာတက်တာစေတဲ့သူတစ်ပါးဝမ်းနဲ့နေတဲ့အခါမှာနှစ်သိမ့်ခြင်းကိုပေးတဲ့သူတစ်ပါးရဲ့အခက်အခဲတွေကိုတတ်နိုင်တဲ့လောက်ဖြည့်ရှင်းပေးတဲ့သူစိတ်တန်ရာတွေကိုတက်တာစေတဲ့သူတစ်ပါးဘဝပြတ်နေတဲ့ချိန်မှာဖြည့်သိမ့်မှုအမျိုးမျိုးကိုပေးပြီးတော့မှတစ်ပါးကိုအားပေးတတ်တဲ့သူကိုယ်မှုရာကိုမရှုမမှတ်ပဲနဲ့သူများမှုရာကိုရှုမှတ်ပြီးတော့မှဂရုစိုက်ပေးတဲ့သူတွေအားလုံးကတတ်တာစီခြင်းရဲ့သားသမီးတွေပဲဖြစ်တယ်။ဖခင်ရဲ့သားသမီးတွေဖြစ်ပါတယ်။သင်ရဲ့တတ်တာအဖြစ်ကျွန်တော်ရဲ့တတ်တာအဖြစ်ဖခင်သခင်ရဲ့တတ်တာခြင်းကိုတူတစ်ပါးခံစားရစေဖို့သင်နဲ့ကျွန်တော်ကိုဖခင်ကရွေးချယ်ထားတာဖြစ်ပါတယ်။ဖခင်ရဲ့သားသမီးတွေဆိုတာကဖခင်ရဲ့ကိုယ်စားသူတစ်ပါးတွေကိုတတ်တာစေတဲ့သူတွေဖြစ်ဖို့ဖခင်သခင်ကအလိုတော်ရှိတာဖြစ်တယ်။ယေရှုခရစ်တော်ရဲ့အဝိင္ဂတိတရားဟာအပြစ်တော်ထဲမှာကြာရောက်နေတဲ့လောကီသားတွေအတွက်အကြီးမားဆုံးတတ်တာခြင်းကိုဖြစ်စေတဲ့သတင်းကောင်းဖြစ်ပါတယ်။သင်နဲ့ကျွန်တော်ဟာဒီသတင်းကောင်းကိုယူဆောင်ပြီးတော့မှဝင်ငှတဲ့သူဖြစ်ဖို့ရန်အတွက်ပထမတစ်ချက်အဖြစ်ခွန်အားပေးခြင်းတာဖြစ်ပါတယ်။နံပါတ်2တစ်ချက်အနေနဲ့ဘာနဘတ်ရဲ့တတ်တာကသူတစ်ပါးကိုပြန်နဲ့တက်မြတ်စေတဲ့သူဖြစ်တယ်။ဘာနဘတ်ရဲ့ထူးခြားချက်ကတော့သူတစ်ပါးကိုလက်မလျှော့ဘဲနဲ့အခွင့်အရေးပေးတတ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အသစ်ပြောင်းလဲလာတဲ့ရှောလုလို့ခေါ်တဲ့ပေါလုကိုကနဦးခရိယန်တွေကကြောက်ရွံ့ခဲ့ကြတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တော့သူကယေရှုခရစ်တော်ထဲမှာဘလောက်ပဲစိတ်အားထက်သန်နေပါစေသူရဲ့တတ်တာကတစ်ချိန်လုံးကဂျူဒိုင်းစင်းမှာနေခဲ့တော့ကတော့ဘ
ညတ်တရားရဲ့ဘက်မှနေပြီးအသိတော်ကိုညှင်းဆဲတယ်ကနဦးခရိယန်တွေကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့အခါမှာကနဦးခရိယန်ယုံကြည်သူတွေကသူပြောင်းနေတာဟုတ်မဟုတ်ရဲ့လားဆိုပြီးတော့မှငါတို့ကိုဖျက်ဆီးဖို့အကြံစီတာမဖြစ်နိုင်ဘူးလားဆိုတဲ့တန်တရားတွေနဲ့လက်မခံခဲ့ကြဘူးသူတို့အယုံကြည်မရှိခဲ့ကြဘူးသူ့ကိုလူတွေကကြောက်ရွံ့ခဲ့ကြတယ်ဒီလိုလူတကာကြောက်နေတဲ့ရှောလုကိုဘာနာဘတ်ကမကြောက်ဘဲနဲ့လက်ခံပေးယုံတာမကသူ့ကိုကြောက်နေတဲ့ကနဦးခရိယန်အနေနဲ့ပြန်နဲ့တက်မြတ်စေဖို့ရန်အတွက်ပေါင်းကူးတရားအနေနဲ့ဆက်သွယ်မှုကိုတိဆောက်ပေးခဲ့တာဖြစ်တယ်။အဲ့ဒီကြောင့်ကိုတမန်တော်ဝိတ္ထုခန်းကြီး9အငယ်26ကနေ28မှာတွေ့ရတာဖြစ်တယ်။ယေရုရှလင်မြို့သို့ရောက်သောအခါတပည့်တော်တို့နှင့်ပေါင်းဖော်မိပြုသောသူသည်တပည့်တော်ဖြစ်ကြောင်းကိုတပည့်တော်အပေါင်းတို့သည်မယုံသဖြင့်သူ့ကိုကြောက်ရွံ့ကြ၏။ထိုအခါဘာနဘသည်သူ့ကိုခေါ်၍တမန်တော်များထံသို့ပို့ဆောင်ပြီးလျှင်အထက်ကရှောလုသည်လမ်းခီး၌သခင်ဖျားကိုမြင်သည်ဟူ၍၎င်းသူအားမိန့်တော်မူသည်ဟူ၍၎င်းဓမ္မတက်မျိုး၌ယေရှု၏နာမတော်ကိုအမိပြုလျက်ရဲရင်စွာဟောသည်ဟူ၍၎င်းပြောလေ၏ထိုနောက်မှရှောလုသည်ယေရုရှလင်မြို့၌တမန်တော်တို့နှင့်ပေါင်းဖော်၍သခင်ယေရှု၏နာမတော်ကိုအမိပြု၍ရဲရင်စွာဟောလျက်နေ၏ဘာနဘရဲ့အတ္တကရှောလုဟာရှောလုလို့ခေါ်တဲ့ပေါလုရဲ့အတ္တကဓမ္မတက်လမ်းကိုတွားတဲ့လမ်းမှာသခင်ဖျားကိုမြင်ခဲ့တယ်ဓမ္မတက်မြို့မှာပဲယေရှုခရစ်တော်ရဲ့နာမကိုအမိပြုပြီးတော့မှရဲရင်စွာဟောပြောတယ်စသည်ဖြင့်တတ်သိခံပေးခဲ့တဲ့အရာကိုတွေ့ရတာဖြစ်တယ်ဘာနဘရဲ့အတ္တအားဖြင့်ပေါလုရဲ့အတ္တကိုတခြားသူတွေကပြန်လည်ယုံကြည်မှုရှိလာတာဖြစ်တယ်ဒါကြောင့်မို့ယေရုရှလင်မှာရှိနေတဲ့ကနဦးခရိယန်တွေကရှင်ပေါလုကိုပြန်လည်လက်ခံပြီးတော့မှတင့်မြတ်ခြင်းကိုရခဲ့တာဖြစ်တယ်ကျွန်တော်တို့ကိုလည်းဖျားသခင်ကဘာနဘတ်ကဲတို့သူတစ်ပါးတွေကိုပြန်လဲတက်မြတ်စေတဲ့သူဖြစ်စေခြင်းနဲ့သူတစ်ပါးချင်းကိုရံပွားစေတာမျိုးမဟုတ်ဘဲနဲ့ရန်ငိမ့်တော်သူဖြစ်ဖို့ဖျားကအလိုတော်ရှိတယ်လူတော်လူကောင်းတစ်ယောက်ဖြစ်တဲ့ပေါလုရဲ့တတ်တာကယေရှုခရစ်တော်ကိုမယုံကြည်ဘဲနဲ့ခရိယန်တွေကိုလိုက်နှိမ့်ဆက်နေရနေပြီးတော့မှဖျားနဲ့တွေ့ပြီးတော့မှပြောင်းလဲသွားတာဖြစ်တယ်ယေရှုဖျားရဲ့ကောင်းမြတ်ကြောင်းကိုဟောပြောတဲ့သူဖြစ်လာတယ်လောကနိယာမကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ရှောလုရဲ့ဘဝကိုကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့မိတ်ဆွေအဟောင်းတွေကသူ့ကိုလက်မခံတော့ဘူးစွန့်ပစ်သွားကြတယ်မိတ်ဆွေအသစ်တွေကလည်းသူ့ကိုယုံကြည်လားဆိုတာလည်းမယုံကြည်ရဲဘူးဖြစ်နေတယ်လက်မခံရဲဘူးဖြစ်နေတယ်ဒီလိုအစွန့်ပစ်ခံအထီးကျန်နေတဲ့ဘဝကိုဘာနဘတ်ကဂျောင်းဝင်ပြီးတော့မှယုံကြည်ပေးဖို့ရန်အတွက်အာမခံပေးတဲ့အခါမှာပေါလုရဲ့တတ်တာငင်းပယ်ခံရတဲ့ဘဝကိုတတ်တာစေခဲ့တာဖြစ်တယ်ဒီလိုနဲ့ပေါလုဟာတမိုင်းမှာအထင်ကြီးပုဂ္ဂိုလ်တူအနေနဲ့ကျွန်တော်ကျမ်းစာထဲမှာတွေ့မြင်ခဲ့ရတာဖြစ်တယ်ဒါကြောင့်မို့လို့သင်တဲ့ကျွန်တော်ကဖျားသခင်ရဲ့မေတ္တာနဲ့လူတွေကိုနားလည်လက်ခံပေးခြင်းကအစွန့်ပစ်ခံရတဲ့ဘဝတွေအတွက်ခန္ဓာမှုကိုဖြစ်ပေါ်စေနိုင်တာဖြစ်တယ်ဒီချက်လေးကဒုတိယအချက်ကလေးအနေနဲ့ခွန်အားပေးခြင်းတာဖြစ်တယ်နံပါတ်3တစ်ချက်အနေနဲ့ကတော့ဘာနဘတ်ရဲ့တတ်တာကတပါးသူတွေကိုဒုတိယအကြိမ်အခွင့်အရေးပေးတတ်တဲ့သူဖြစ်တယ်တမန်တော်တွေရဲ့လက်တင်ခြင်းနဲ့တူအသင်းတော်ရဲ့ခွဲခန့်စေလွှတ်ခြင်းတွေကြောင့်အစပိုင်းမှာဘာနဘတ်နဲ့ပေါလုတို့ဟာဆိုက်ပရပ်ကျွန်းအာရှမိုင်းနာကျွန်းဆွယ်တွေမှာတစ်ခွင်မှာသာသနာအတူတူပြုခဲ့ကြတာဖြစ်တယ်နှစ်အတော်တန်ကြောင်ဧဝံဂေလိတွေကိုအတူတူလှုပ်ဆောင်ခဲ့ကြတယ်ဒါပေမဲ့တမန်တော်ဝိတ္ထုအခန်းကြီး15အငယ်36ကနေ41မှာရောက်လာတဲ့ခါမှာကျတော့သူတို့နှစ်ယောက်ကတယောက်တနေရာစီကိုကွဲသွားတဲ့ຢာကိုတွေ့ရတယ်အကြောင်းရင်းကတော့အရင်ကဟောပြောခဲ့ဘူးတဲ့ဒေတာတွေမှာရှိတဲ့အသင်းတော်တွေဘယ်အခြေအနေရှိသလဲဆိုတဲ့ဟာကိုပြန်ကြည့်ဖို့ရန်အတွက်တွားရအောင်တိုင်ပင်ကြတဲ့ခါမှာအဲ့ခီးစဉ်အတွက်ဘာနဘတ်ကတော့မာကုလို့ခေါ်တဲ့ယောဟန်ကိုခေါ်ဖို့ရန်အတွက်အကြံစီရှိခဲ့တယ်ဒါပေမဲ့ရှင်ပေါလုကတော့မာကုကိုမခေါ်သင့်ဘူးလို့ဆုံးဖြတ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့မာကုကပထမသာသနာပြုခီးစဉ်မှာ homesick ဖြစ်ပြီးတော့မှအဖွဲ့ကိုပြစ်ထားပြီးတော့မှအိမ်ကိုပြန်သွားတဲ့အတွက်ကြောင့်မို့လို့ပေါလုကမာကုကိုအမှုတော်မြတ်ထဲမှာစိတ်မချရဘူးလို့မြင်ခဲ့ရတာဖြစ်တယ်။ပေါလုကတော့ဖျားသခင်ရဲ့အမှုတော်မြတ်မှာအကောင်းဆုံးဖြစ်စေခြင်းနဲ့စိတ်သဘောကြောင့်သူ့ရဲ့ဆုံးဖြတ်ချက်ကိုမပြင်ခဲ့ဘူးဆိုတဲ့ຢာကိုတွေ့ရတာဖြစ်တယ်။ဘာနဘတ်ကတော့သူ့ရဲ့တတ်တာကိုကြည့်မယ်ဆိုလို့ရှိရင်မာကုကသူ့ရဲ့တူလည်းဖြစ်တယ်သူ့ရဲ့ချစ်ချင်းမြတ်တာတွေကြောင့်လည်းမာကုကိုဆွဲခေါ်ဖို့ရန်အတွက်ဆုံးဖြတ်ခဲ့တယ်ဒီအကြောင်းကြောင့်ပဲသူတို့နှစ်ယောက်ကမသိမတင်ဖြစ်ပြီးတော့မှကွဲသွားခဲ့ကြတယ်သူတို့ရဲ့ကွဲကွာသွားခြင်းကမာကုကိုဒုတိယအကြိမ်အခွင့်အရေးရစေခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီနေရာမှာနားလည်ထားဖို့ရန်အတွက်ကတော့အခုခေတ်တချို့လူတွေလိုမျိုးဒေါသတွေကြောင့်မကောင်းတဲ့စိတ်တွေကြောင့်အချင်းချင်းသဘောထားကွဲပြီးတော့မှလုံးဝမသိပြန်လဲမပေါင်းနိုင်အောင်ကွဲခဲ့ကြတာမျိုးတော့မဟုတ်ဘူးယေရှုခရစ်တော်ထဲမှာရှိတဲ့ကျွန်တော်တို့တွေအနေနဲ့လည်းအချင်းချင်းတယောက်နဲ့တယောက်သဘောထားကွဲလွဲနိုင်ပါတယ်ဒါပေမဲ့သဘောထားကွဲလွဲခြင်းကအမျက်ဒေါသနဲ့လမ်းခွဲခြင်းမျိုးတော့မဖြစ်ရဘူး
သူတို့ရဲ့နှစ်ယောက်ကပေါလုနဲ့ဘာနဘတ်ရဲ့အသက်တာကကိုစီအကြံစီတွေကြောင့်ကွဲသွားခဲ့ရတယ်သူတို့နှစ်ယောက်နောက်ပိုင်းမှာလည်းပြန်လည်တင့်မြတ်တယ်ဆိုတဲ့အရာကိုတွေ့ရတာဖြစ်တယ်ကောလောသဲဩဝါဒစာခန်းကြီးလေးအငယ်30ကနေ17ကိုဖတ်ကြည့်ဒီအကြောင်းအရာကိုတွေ့နိုင်တာဖြစ်တယ်ဘာနဘတ်ကသူ့ရဲ့မေတ္တာနဲ့မာကုကိုဒုတိယအကြိမ်ခွင့်ရေးပေးခဲ့တယ်။မာကုဟာနောက်ပိုင်းမှာအမှုတော်မြတ်မှာသစ္စာရှိစွာနဲ့ပါဝင်အစေခံလာတဲ့သူတူဖြစ်လာတယ်။ရှင်မာကုခရစ်ဝင်ကိုရေးသားခဲ့တဲ့သူလည်းဖြစ်လာခဲ့တယ်။ရှင်ပေါလုကတော့မှသူ့ကိုပြန်ခေါ်ပြီးလက်တွဲရလောက်တဲ့အထိအမှုတော်မြတ်မှာသစ္စာရှိတဲ့သူဖြစ်လာခဲ့တယ်။တိမောသေဩဝါဒစာဒုတိယဆောင်ခန်းကြီး၄ငယ်17မှာဆိုလို့ရှိရင်လုကာတယောက်ထဲသာငါထံမှာရှိ၏။မာကုကိုတင်းနှင့်အတူခေါ်ခဲ့လော့သူဒီဆရာအမှုကိုပြုရမှာငါအကျိုးရှိ၏ဆိုပြီးတော့မှနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတဲ့အရာကိုတွေ့ရတာဖြစ်တယ်။ဒါကဘာနဘတ်ရဲ့ဒုတိယအကြိမ်အခွင့်အရေးပေးခြင်းရဲ့ရလဒ်ဖြစ်တယ်။အခုတော့ပေါလုကမာကုကိုသူ့ရဲ့ကိုယ်တိုင်လက်တွဲယုံသားမကကောလောသဲအသင်းတော်ကိုထောက်ခံစာပါရေးပေးခဲ့တာဖြစ်တယ်။မာကုရဲ့တတ်တာကတခါလဲပြိုခဲ့ပေမဲ့သူ့ရဲ့ပြန်လည်ဆက်ကပ်မှုနဲ့တည်ကြည်တဲ့သူတရားဖြစ်ခဲ့သလိုကျွန်တော်တို့ရဲ့တတ်တာတွေထဲမှာလည်းတခါတလေခြေချော်ပြီးတော့မှလမ်းလွဲသွားနိုင်တာဖြစ်တယ်။ဒါပေမဲ့မှန်ကန်တဲ့လမ်းကိုပြန်လည်ရှောက်တတ်ဖို့ရန်အတွက်အတင်ယူရမှာဖြစ်တယ်။ဘာနဘတ်ရဲ့တတ်တာဆိုလို့ရှိရင်လဲနေတဲ့သူကိုထုပေးပါဆိုတဲ့စကားအတိုင်းပဲစိတ်မညှို့ညင်မဲနဲ့အပြစ်မမြင်မဲနဲ့လက်တွဲဖိမပေးကမ်းတတ်တဲ့သူတရားဖြစ်တယ်။ဒီလိုပဲကျွန်တော်တို့အနေနဲ့လည်းအားနည်းတဲ့သူတွေကိုမဆတတ်သောသူလက်တွဲခေါ်ယူတတ်သောသူဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ပေါလုရဲ့တတ်တာမှာဆိုလို့ရှိရင်သူ့ဆန်နှုံးနဲ့အညီလက်မခံနိုင်ဘူးသူအနေနဲ့ဖြစ်ခဲ့တယ်။ဒါပေမဲ့အဆုံးတိုင်အောင်တော့မဟုတ်ခဲ့ဘူးတော်ပြီကွာဆိုပြီးတော့မာကုကိုလုံးဝဆွတ်ပစ်ခဲ့တာမျိုးမဟုတ်ဘဲနဲ့မာကုရဲ့ပြန်တဲ့တည်ကြည်မှုကိုအတိမတ်ပြုယုံတာမကသူများတွေလက်ခံလာဖို့ရန်အထိထောက်ခံတဲ့အရာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်မို့လို့လူတစ်ယောက်ကိုဘယ်တော့မှအဆုံးမမြင်ဘဲနဲ့သူ့ရဲ့ပြောင်းလဲလာမယ့်အရာတွေကိုဝမ်းမြောက်စွာနဲ့လက်ခံပြီးတော့မှထိုက်တဲ့နေရာကိုပေးဖို့ရန်အတွက်ဖြစ်တယ်အဆုံးသတ်အနေနဲ့ဖျားသခင်ကကျွန်တော်တို့လူသားတွေကိုနောင်တရဖို့ရန်အတွက်အကြိမ်ကြိမ်ခေါ်ဖိတ်နေတာဖြစ်တယ်။ဒါကြောင့်မို့လို့တပါးဒီရောသားတော်ကိုဤလောကကိုဆေလွတ်ပေးခဲ့တာဖြစ်တယ်။သားတော်သခင်ယေရှုခရစ်ကိုယုံကြည်လက်ခံတဲ့သူတိုင်းကအပြစ်လွတ်ခြင်းကိုခံရယုံတာမကထာဝရအသက်ကိုလည်းရမှာဖြစ်တယ်။မေတ္တာရှင်ဖျားသခင်ကလည်းကျွန်တော်တို့ကိုအကြိမ်ကြိမ်ခါအခွင့်အရေးပေးနေတဲ့အတွက်ကြောင့်ကျွန်တော်တို့အချင်းချင်းလဲနားလည်ခွင့်လွှတ်ပေးရမှာဖြစ်တယ်။သူတစ်ပါးတွေကိုတစ်ခါနှစ်ခါကျွန်တော်တို့ပေါ်မှာပြက်ကွက်ခဲ့တဲ့အရာတွေကိုမစီရင်မဲနဲ့သူတို့ကိုနောက်ထပ်အခွင့်အရေးတွေပေးဖို့ရန်အတွက်အားပေးခြင်းနဲ့ဒီຢာတွေကိုချက်ချင်းလုံနိုင်လားဆိုရင်တော့မလုံနိုင်ပါဘူး။ဒါပေမဲ့ချက်ချင်းမလုံနိုင်ရင်တော့မှတဖြည်းဖြည်းချင်းစီဖျားသခင်ထံမှာခွန်အားတောင်းခံပြီးတော့မှသူတစ်ပါးကိုအခွင့်အရေးပေးတော့သူတတ်တာစီတဲ့သူဖြစ်ဖို့ရန်အတွက်ကိုယ့်ရဲ့တတ်တာကိုစက္ကပ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ကျွန်တော်တို့လူကြီးတွေအများနဲ့ပြောနေကြစကားရှိပါတယ်။ကိုယ့်ရဲ့ပြောလိုက်တဲ့စကားတစ်ခွန်းကသူများတခါရဲ့ဘဝကိုတိဆောက်ပေးနိုင်တယ်လို့ခွန်အားပေးနိုင်တယ်လို့ကိုပြောလိုက်တဲ့စကားတစ်ခွန်းကသူတစ်ပါးဘဝသေဆုံးရလောက်တဲ့အထိပြတ်ရလောက်တဲ့အထိလဲပြိုသွားရလောက်တဲ့အထိဖြစ်စေနိုင်တယ်။ဗမာစကားမှာလည်းရှိပါတယ်။နှုတ်ကြောင့်သေလက်ကြောင့်ကြည်တဲ့ဆိုတဲ့စကားပုံလေးလည်းရှိပါတယ်။ဒါကြောင့်မလို့ကိုယ့်ရဲ့နှုတ်ကပြောလိုက်တဲ့စကားတစ်ခွန်းကြောင့်သူတစ်ပါးရဲ့ဘဝသေစေနိုင်လောက်တဲ့အထိဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဘဝတတ်တိုင်ထဲမှာဘာနဘတ်ကဲတို့လူတွေထဲမှာကောင်းကွက်ကိုရှာဖွေတတ်တဲ့သူဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ကိုယ့်ရဲ့တတ်တာကသူတစ်ပါးကိုတတ်တာစေတဲ့သူတစ်ပါးချင်းကိုပြန်လည်တင့်မြတ်စေတော့သူတစ်ပါးရဲ့အားနည်းချက်ကိုနားလည်ခွင့်လွှတ်ပြီးမှပြန်လည်အခွင့်အရေးပေးတတ်တဲ့သူတွေဖြစ်ဖို့မေတ္တာနဲ့ခွန်အားပေးခြင်းပါတယ်။တိုက်တွန်းခွန်အားပေးတဲ့စကားတွေရဲ့တန်ဖိုးကိုကျွန်တော်တို့တိုင်းတာလို့မရပါဘူး။ချစ်ချင်းနဲ့ယုံကြည်ခြင်းပါတဲ့စကားတွေကိုသူတစ်ပါးတွေကိုကျွန်တော်တို့ပြောတဲ့အခါမှာကျွန်တော်တို့ပြောတဲ့အရာတွေကနေတစ်စစ်ဖျားသခင်ကထာဝရတတ်တာခြင်းကိုပေးမှာဖြစ်တယ်။တတ်တာလောက်နဲ့ဩဝါဒစာဒုတိယဆောင်ခန်းကြီး2အငယ်16မှာဆိုလို့ရှိရင်ငါတို့ကိုချစ်တော်မူ၍ထာဝရတတ်တာခြင်းအကြောင်းကို၎င်းကျေးဇူးတော်အားဖြင့်ကောင်းသောမျှော်လင့်ခြင်းအကြောင်းကို၎င်းပေးတော်မူသောငါတို့အဘတည်းဟူသောဖျားသခင်နှင့်ငါတို့သခင်ယေရှုခရစ်သည်ကိုယ်တော်တိုင်သင်တို့စိတ်နှလုံးကိုတတ်တာစေ၍ကောင်းသောစကားကောင်းသောအမှုအမျိုးမျိုးတို့၌သင်တို့ကိုမြဲမြံစေတော်မူပါစေတော့ဒီနေ့ကနေစပြီးမှကျွန်တော်တို့ဘဝတွေမှာသူတစ်ပါးကိုကြီးကြီးမားမားခွန်အားပေးနိုင်ဖို့ရန်အတွက်ဖျားသခင်ထံမှာခွန်အားတောင်းခံတဲ့သူဖြစ်ဖို့ရန်အတွက်လိုအပ်တာဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရဲ့အတ္တတာကြီးတိုင်းမှာသူတစ်ပါးကိုခွန်အားပေးတဲ့သူတစ်ပါးကိုတတ်တာစေတဲ့သူဖြစ်စေဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်အပြင်ရောက်ချင်းစီတိုင်းကိုဝင်ငှခွန်အားပေးခြင်းနဲ့အများလောက်ဖြစ်တယ်။နှုတ်ကပတ်တော်အပြင်ရောက်ချင်းစီတိုင်းကိုဖျားခင်ကောင်းချီးပေးပါစေ။